မြန်မာနိုင်ငံမှာလူသိများကြတဲ့ Bigger Sharing ရွှေနော်ခေါ်တာ DD Farmi Slot and Omega သူတို့ရဲ့ video တွေကိုကြည့်တဲ့အခါ wait မကြည့်ခင်မှာသူတို့ရဲ့ template တွေက next level ရောက်နေတော့တတိထားမိမှာပါဒါမျိုး professional ကြကြလောက်တက်ချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့သင်တန်းလေးအဲ့လိုသင်တန်းတက်မှာသိမဲ့ຢာတွေကတော့ဘာတွေလဲတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ phone တစ်လုံးရှိအောင်နဲ့ professional တယောက်လို template တွေကို share ဖြုတ်နိုင်မယ်ကျွန်တော်သိတဲ့အရာတွေအကုန်လုံးတော့ပြောပြပေးမယ်After motion နဲ့လောက်ပြမှာဖြစ်လို့ move version မရှိသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာသွားယူလို့ရပါတယ်ကျွန်တော်နဲ့တူလေ့ကျင့်ချင်တဲ့ဆိုရင်တခြားသော sound effect တွေ PNG တွေလည်းရှိပါမယ်ဆိုတော့အဓိက video တွေကိုတွားလိုက်ကြရအောင်ဒီလိုပေါ်နဲ့ဒီလိုပေါ်ဖြစ်အောင် step by step လုပ်လိုက်ကြရအောင် Google မှာသွားပြီးတော့ remove PG လို့ရရှာလိုက်ပါမယ်ပြီးတော့ကို background ဖြောက်ခြင်းနဲ့ပုံထည့်လိုက်ပါမယ်background ဖြတ်ပြီးတော့ပြီးဆိုရင်တော့ download ဆိုနေပြီး save လိုက်ပါမယ် project တွေရောက်ပြီးဆိုတော့ကျွန်တော်တို့ plus icon နှိပ်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ထည့်မဲ့ background ပုံတစ်ပုံကိုအပ်ပါမယ်ကျွန်တော်ထပ်လာတဲ့ background ကိုထောက်ပြီးတော့ကျွန်တော်တို့ effect တွေကိုတောက်ပါမယ် effect မှာလာပြီးတော့ကျွန်တော်တို့ color ထဲလာပြီးတော့ဒီ effect လေးကိုထည့်လိုက်ပါမယ်ဒီ effect လေးကိုထည့်ပြီးတော့လည်းကျွန်တော်လုပ်သလို adjust လေးနည်းနည်းလုပ်ပါမယ်ပြီးရင်ကျွန်တော် character up လုပ်ပါမယ်character ပုံစံကဘယ်ညာမညီရဲ့အတွက်ကျွန်တော်အပေါ်က73လေးနေမယ်ပြီးရင်တော့ဒုတိယမြောက်က icon နေပါမယ်ပြီးရင်တော့ကျွန်တော်လုပ်သလို move and transfer တွေဝင်ပြီးတော့ adjust နည်းနည်းလုပ်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီ character ရဲ့အပေါ်မှာကျွန်တော်ရဲ့ look ကိုအောက်မှာဖြစ်တဲ့ကျွန်တော်ရဲ့ look ကို up လုပ်ပါမယ်အလုပ်ပြီးသွားပြီဆိုရင်တော့ plus icon နှိပ်မယ်နှိပ်ပြီးတော့ရှေ့ထဲလာပြီးတော့ကျွန်တော်တို့ဒီ wine လေးယူမယ်ပေါ့နော်ယူပြီးတော့ကျွန်တော်လုပ်သလို adjust လုပ်မယ်လုပ်ပြီးတော့ကိုလိုချင်သလိုနေရာလေးကို just လုပ်လိုက်ပါမယ်လုပ်ပြီးဆိုတော့ကျွန်တော်အပေါ်က74လေးကိုနှိပ်ပြီးတော့ group တွေပေးနာခဲ့ရဒုတိယမြောက်အကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ group ဖွဲ့လိုက်ပါမယ်ဖွဲ့ပြီးတော့ကျွန်တော်တို့ဒီ character ရဲ့မျက်နှာကိုအုပ်ပါမယ်ကျွန်တော်တို့ logo ပေါ့နော်ပြီးတော့ကျွန်တော်ဒီ logo နဲ့ character group ဖွဲ့လိုက်ပါမယ်ပြီးတော့ကျွန်တော်ဒီ shift ခုခေါ်မယ်ခေါ်ပြီးတော့ကျွန်တော်လုပ်သလို adjust လေးလုပ်ပါမယ်ပြီးတော့ effect တွေကိုလာပြီးတော့ဒီ glancy blur ဆိုတဲ့ဟာမျိုးထည့်ပါမယ်ထည့်ပြီးတော့ adjust နည်းနည်းလုပ်ပါမယ်အဆုံးထိဆွဲချလိုက်ပါတော့ဆွဲချပြီးတော့ရင်တော့ color ထဲကိုလာပြီးတော့ကျွန်တော်တို့အဝါရောင်သုံးပါမယ်ဝါရောင်သုံးပြီးတော့ကျွန်တော် character ရဲ့အောက်ကိုပြောင်းမယ်အောက်ကိုပြောင်းပြီးတော့ကျွန်တော်တို့ဒီ character ရဲ့အနောက်ကိုရွှေ့မယ်ပေါ့နော်ပြီးပြီဆိုတော့ကျွန်တော် character ထောက်မယ် effect တွေသွားမယ်effect တွေလာပြီးတော့ဒီ effect လေးကိုထည့်ပါမယ်ပြီးတော့လည်းကျွန်တော် test ထည့်ပါမယ် test မှာလာပြီးတော့ကျွန်တော်တို့ထည့်မဲ့စာသားနိုင်မယ်ပေါ့နော်ကျွန်တော်2027 Okay ကျွန်တော် move transfer လာပြီးတော့ဒီတတိယမြောက်အကောင်လေးနဲ့ကျွန်တော်တို့ဒီကောင်ကြည့်လိုက်ပါမယ်ကြည့်ပြီးတော့ကျွန်တော်အပေါ်ကိုပြန်သွားပြီးတော့ adjust နည်းနည်းလုပ်ပါမယ်ကိုထားမဲ့နေရာကိုOkay color and fit တွေကိုသွားပြီးတော့ကျွန်တော်တို့ဒီ blend ပြောင်းလိုက်ပါမယ်ပြောင်းပြီးတော့ကျွန်တော်ဒီ border and shadow တွေလာပြီး stock ကိုဖွင့်ပါမယ် stock ကိုကျွန်တော် color အဖြူအောင်လေးထားလိုက်ပါမယ်ပြီးတော့ OCD တွေလာပြီးတော့ကျွန်တော်တို့ short လိုက်ပါမယ်ပြီးတော့ကျွန်တော် background ကိုလည်း OCD တွေလာပြီးတော့ short ချလိုက်ပါမယ်ပြီးတော့ကျွန်တော် text ကိုထည့်ထည့်ပါမယ် video editing
Okay ကျွန်တော် video editing ဆိုတာမျိုးရထည့်လိုက်ပါမယ်ကျွန်တော် color တော့အစိမ်းရောင်လေးသုံးတာပါတယ် Okay ပြီးတော့ကျွန်တော်တို့ဒီလို adjust လေးလုပ်ပါမယ်ကျွန်တော်နောက်က2026ကိုလည်း OC ရဲသွားပြီးတော့ short ချလိုက်ပါမယ်40လောက်ပါနော် Okay short ချပြီးတော့ကျွန်တော်ဒီ video editing ပေါ်တိုင်း shadow နဲ့လာပြီးတော့ကျွန်တော်တို့ shadow မှာအနည်းရောင်လေးထည့်လိုက်ပါမယ်နော်အနည်းရောင်လေးထည့်လိုက်ပါမယ်ကျွန်တော်နောက်ထပ် task ခုထည့်ပါမယ်task ကိုဖောင်းထည့်ပါမယ်ပြီးတော့ color တော့အဖြူအောင်ထားလိုက်ပါမယ်ကျွန်တော်ဒီအောက်ကစာသားလည်းရှေ့ရ process တိုင်းပဲလုပ်ပါမယ်ဆိုတော့ဒီမှာ character နဲ့ background တွေက match မဖြစ်နေဘူးเนาะဆိုတော့ကျွန်တော် sheet ကိုခေါ်လိုက်ပါမယ်ပြီးတော့ကျွန်တော် edit sheet ထဲသွားပြီးတော့ကျွန်တော်လုပ်တယ်လို့ adjust လုပ်ပါမယ်ပြီးတော့ effect တွေလာပြီးတော့ Gaussian blur ကိုပြန်ထည့်ပါမယ်ပြန်ထည့်ပြီးတော့ကျွန်တော် color ကိုကျတော့အမင်းအောင်လေးပေးလိုက်ပါမယ်ပြီးတော့ကျွန်တော်အောက်ကိုဆွဲချပါမယ်ကျွန်တော်လုပ်သလို adjust လေးနဲ့လုပ်ပါမယ် plus icon နိုင်မယ်နေပြီးတော့ကျွန်တော်နောက်ထပ် sheet တစ်ခုခေါ်ပါမယ် move ထောင်စောလေးလာပြီးတော့ကျွန်တော်တတိယကောင်နဲ့ကြည့်လိုက်ပါမယ်ပြီးတော့ color ထဲလာပြီးတော့အဝါရောင်ရေးပါမယ်ဝါရောင်ရေးပြီးတော့ effect တွေမှာလည်းကျွန်တော် Gaussian blur ကိုပဲထည့်ပါမယ်character ရဲ့ဘက်ထောင်သွားပြီးတော့ကျွန်တော်တို့အုပ်လိုက်ပါမယ် Okay ကိုလိုချင်တယ်လို့ adjust လုပ်ပါမယ်ပြီးတော့ကျွန်တော် export လုပ်ပါမယ် Okay template လေးရပြီဆိုတော့ကျွန်တော်တို့ဒီကောင် save လိုက်ပါမယ် save လုပ်ပြီးတော့နောက် project တစ်ခုကိုသွားပါမယ်နောက် project တစ်ခုလေးရောက်ပြီဆိုတော့ကျွန်တော်အဲ့ပုံ up လုပ်ပါမယ်အဲ့လောက်ပြီးတော့ကျွန်တော် effect ကိုသားပါမယ် color live တဲကိုသွားပြီးတော့ကျွန်တော်တို့ဒီ effect လေးကိုထည့်ပါမယ်ပြီးတော့ကျွန်တော် adjust လေးနည်းနည်းလုပ်လိုက်ပါမယ်wait ပြီးသေးဘူးဒါတော့သိချင်တဲ့ tutorial လေးရှိတဲ့ဆိုရင် comment မှာရေးခဲ့ပါနောက် video တွေမှာလုပ်ပေးပါမယ်ဆိုတော့